အဲ့ဒီအမျိုးသမီးဟာနှစ်နှစ်ကြာစီးပွားရေးခရီးထွက်ပြီးနောက်ပထမဆုံးအကြိမ်ဖြစ်အိမ်ပြန်လာခဲ့ပါတယ်။ခင်မုန်းဖြစ်သူဟာနှစ်နှစ်ကြာခွဲခွာနေခဲ့ရတဲ့ဇနီးတွေကိုမြင်လိုက်ရတဲ့အခါချက်ချင်းပဲပြေးလာပြီးသူ့ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတယ်။ပြီးတော့ဇနီးတွေကိုအိမ်စီးဖက်နှက်အရင်စီးပေးဖို့သူကိုယ်တိုင်ဦးစီးပြီးလုပ်ပေးခဲ့တယ်လို့သူမရဲ့လက်ကိုလည်းလွတ်မပေးဘဲစုပ်ကင်ထားခဲ့ပါတယ်။အဲ့ဒီနောက်အမျိုးသမီးဟာသူတို့ရဲ့သားလေးအတွက်လက်ဆောင်တစ်ခုပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူဟာအလွန်ပဲအံ့ဩမြင်သက်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူမဟာအရင်ကသူတို့သားအဖအပေါ်ဘယ်တော့မှဂရုမစိုက်ခဲ့ဘူးလို့ပါပဲ။ဒါကြောင့်သူမဟာသူ့ကိုထားသွားခြင်းနေပြီလားလို့သူတွေးပူမိသွားပြီးတေခြင်းတရားကပဲသူတို့ကိုခွဲနိုင်လိမ့်မယ်လို့ဇနီးတွေကိုပြောလိုက်ပါတယ်။အမျိုးသမီးကတော့အဲ့ဒီစကားကိုကြားပြီးမရေပဲမနေနိုင်ခဲ့ပါဘူး။သူမဟာခင်မုန်းဖြစ်သူဘာလို့အမြဲတမ်းအတွေးလိုနေတတ်တာလဲဆိုတာနားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီညမှာတော့သူတို့နှစ်ယောက်ဟာနောက်ဆုံးမှာအတူတူရှိဖို့အချိန်တစ်ခုရခဲ့ကြပါတယ်။ခင်မုန်းဖြစ်သူကတော့ဒီတစ်ခေါက်သူမအိမ်မှာဘလောက်ကြကြနေမှလဲဆိုတာကိုတွေးနေခဲ့ပါတယ်။အမျိုးသမီးကလည်းခင်မုန်းဖြစ်သူဟာလွန်ခဲ့တဲ့နှလုံးလုံးသူမအပေါ်အေးဆက်ခဲ့တာကိုသိနေခဲ့လို့သူ့ရဲ့လက်ကိုအသားရလေးထိကင်လိုက်ပါတယ်။ဒါပေမဲ့ခင်မုန်းဖြစ်သူဟာရုတ်တရက်အလွန်ပဲစိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူမလုံးဝအိပ်ပျော်သွားတဲ့အခါကျမှပဲခင်မုန်းဖြစ်သူဟာသူမအနာကိုတိုးတိုးလေးကပ်သွားခဲ့ပါတယ်။သူမကိုနမ်းကျင်ခဲ့ပေမဲ့လည်းစိုးရိမ်စိတ်ကြောင့်နောက်ကိုပြန်ဆုတ်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ခင်မုန်းဖြစ်သူဟာဇနီးတဲ့နိုးလာပြီးမနက်စာအတူစားဖို့ဧည့်ခန်းထဲမှာစောင့်နေခဲ့ပါတယ်။အမျိုးသမီးဟာလည်းအရင်တုန်းကမစားခင်သူမကိုသူအမြဲစောင့်တက်ပုံကိုပြန်တွေးမိနေခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့သူမရဲ့အပြုမူကလုံးဝထူးခြားပြောင်းလဲနေခဲ့ပါတယ်။သူမဟာမနက်စာတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့အကုန်စားဖြစ်ခဲ့ပါတယ်။ခင်မုန်းဖြစ်သူလည်းအလွန်ပဲအံ့ဩသွားခဲ့ရပြန်ပါတယ်။ဘာလို့လဲဆိုတော့သူပြင်ပေးတဲ့မနက်စာကိုသူမအရင်ကဘယ်တော့မှမစားဘူးခဲ့လို့ပါပဲ။တကယ်တော့အဖြစ်ပြက်အားလုံးဟာလွန်ခဲ့တဲ့နှစ်ကစတင်ခဲ့တာပါ။သူမရဲ့ကုမ္ပဏီဟာငွေကြေးမလုံလောက်မှုကြောင့်လူမွဲခံယူရမယ့်အခြေအနေဆိုက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားတစ်ယောက်ရုတ်တရက်ပေါ်လာပြီးသူမကိုကူညီခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကန့်လန့်ချက်ကန့်သက်ချက်ကတော့သူမသူ့ကိုလက်ထပ်ရမယ်ဆိုတာပါပဲ။သူမဟာအဲ့ဒီအချိန်ကရည်စားဖြစ်သူနဲ့မဖြစ်မနေလမ်းခွဲခဲ့ရပါတယ်။ဒါပေမဲ့သူမဟာခင်မုန်းဖြစ်သူကပဲသူမရဲ့ရည်စားဟောင်းကိုမဟုတ်မမှန်ဆွဆွဲပြီးထောင်ထဲပို့ခဲ့တာလို့အမြဲတထွက်ယုံကြည်နေခဲ့ပါတယ်။ဒါကြောင့်လက်ထပ်ပြီးကတည်းကသူမဟာသူ့ကိုအမြဲတမ်းမုန်းတီးခဲ့တာပါ။နောက်ပိုင်းမှာတော့သူမကိုဝင်ရှိနေပြီဆိုတာကိုသူသိသွားတဲ့အခါသူဟာကျမ်းပြင်ပေါ်ဒူးထောက်ပြီးကလေးကိုမဖျက်ချဖို့တောင်းပန်ခဲ့တယ်လို့ကလေးမွေးပြီးရင်သူမတောင်းဆိုသမျှအကုန်လုံးကိုလိုက်ရောပါမယ်လို့ကတိပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမဟာသူမရဲ့တရားပညာရှင်အသက်မွေးဝမ်းကြောင်းအတွက်နိုင်ငံခြားကိုထွက်ခွာသွားခဲ့ပြီးနှစ်တိုင်ခင်မုန်းနဲ့တားဖြစ်သူအပေါ်အလွန်မင်းအေးဆက်စွာနေထိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့တစ်ပတ်ကမှသူမဟာအမှန်တရားကိုနောက်ဆုံးမှသိရှိသွားခဲ့တာပါ။ကုမ္ပဏီကိုအကျက်တဲဖြစ်အောင်လုပ်ခဲ့တဲ့တရားခံအစ်စ်ဟာတကယ်တော့သူမရဲ့ရည်စားဟောင်းဖြစ်နေခဲ့ပြီးဒီကိစ္စအလုံးဟာသူမခင်မုန်းနဲ့လုံးဝသက်ဆိုင်ခြင်းမရှိခဲ့ပါဘူး။အဲ့ဒီအချိန်ကြမှာပဲသူမဟာဒီနှစ်တွေတစ်လျှောက်လုံးခင်မုန်းအပေါ်အထင်လွဲမှားခဲ့တာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီနေ့မှာပဲအိမ်ပြန်လာဖို့သူမဆုံးဖြတ်ခဲ့တာပါ။သူမအိမ်ဝင်ဝကိုရောက်လို့နှင်းစီပန်းပင်လယ်ကြီးကိုမြင်လိုက်ရတဲ့အခါသူမနှင်းစီပန်းကြိုက်တတ်တယ်လို့တခါကပြောဘူးတာကိုပြန်မှတ်မိသွားပါတယ်။ဒါကြောင့်ခင်မုန်းဖြစ်သူဟာသူမအတွက်နှင်းစီဥယျာဉ်ကြီးတစ်ခုလုံးကိုတိစောက်ပေးထားခဲ့တာပါ။သူမဟာခင်မုန်းဖြစ်သူကိုနာကျင်စေခဲ့မိတဲ့အတွက်အလွန်ပဲနောင်တရအပြစ်မကင်းဖြစ်ခဲ့ရပါတယ်။အိမ်ပြန်ရောက်ပြီးနောက်သူမဟာသူမရဲ့သဘောထားတွေကိုပြောင်းလဲပစ်ခဲ့ပြီးခင်မုန်းဖြစ်သူကိုညစာတူစားဖို့တောင်ဖိတ်ခေါ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမအပေါ်အမြဲတမ်းချစ်ပေးခဲ့တဲ့အဲ့ဒီအမျိုးသားအတွက်သူမဘက်ကဖြည်းဖြည်းချင်းပြန်ပြီးအစားထိုးပေးဆက်ခြင်းလို့ပါပဲ။ဒီမိန်းကလေးဟာနားလည်မှုလွဲမှားမှုတစ်ခုကြောင့်သူမရဲ့ခင်မုန်းနဲ့တားဖြစ်သူကိုနှစ်တိုင်မုန်းတီးခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့တစ်ပတ်ကအဲ့ဒီနားလည်မှုလွဲမှားမှုဟာသူမရဲ့ခင်မုန်းနဲ့လုံးဝမဆိုင်မှန်းသိလိုက်ရလို့အံ့အားသင့်သွားခဲ့ရပါတယ်။ဒါကြောင့်နှစ်ကြာအလုပ်ကိစ္စနဲ့ခီးထွက်နေရကနေအိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်။ခင်မုန်းဖြစ်သူကလည်းသူမကိုအရင်တိုင်းချစ်နေတော့မှာပဲ။ဒါပေမဲ့ဇနီးဖြစ်သူနဲ့တနေ့တာအတူဖြတ်တန်းပြီးနောက်မှာတော့သူမဟာအရင်ကနဲ့မတူပဲပြောင်းလဲသွားတယ်လို့ခင်မုန်းဖြစ်သူခံစားလိုက်ရပါတယ်။သူမဟာသူပြင်ပေးတဲ့နနက်စာကိုမြင်းရီရှက်ရီစားရုံတင်မကပဲသူနဲ့အတူနေ့လယ်စာစားဖို့ပါဥဆောင်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။ခင်မုန်းဖြစ်သူဟာမွန်းလွဲပိုင်းထိပျော်ရွှင်စွာစောင့်မျှော်နေခဲ့ပေမဲ့သူမပေါ်မလာခဲ့ပါဘူး။
သူမလာတော့မှမဟုတ်ဘူးလို့သူထင်လိုက်တဲ့အချိန်မှာပဲဇနီးဖြစ်သူကတကားခောက်ပြီးရုံးခန်းထဲဝင်လာခဲ့ပါတယ်။ခင်မုန်းဖြစ်သူဟာချက်ချင်းပဲအံ့အားသင့်ပျော်ရွှင်သွားခဲ့ပါတယ်။ဒါပေမဲ့ကလေးလေးတယောက်လိုစိတ်ကောက်ပြလိုက်ပြီးဇနီးဖြစ်သူကလည်းသူစိတ်ကောက်နေတာကိုရိပ်မိသွားပါတယ်။ဒါကြောင့်သူမကဥဆောင်ပြီးသူ့ကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။ခင်မုန်းဖြစ်သူဟာအဲ့ဒါကိုမြင်တော့တပြင်းချပြီးပျော်သွားခဲ့ပါတယ်။ဖွင့်ကြည့်လိုက်တဲ့အခါစက္ကန့်ပိုင်းအတွင်းမှာပဲနက်တိုင်တစ်ခုကိုတွေးလိုက်ရပြီးဒါဟာမင်္ဂလာဆောင်ခဲ့တဲ့9နှစ်အတွင်းဇနီးဖြစ်သူစီကပထမဆုံးရရှိတဲ့လက်ဆောင်ဖြစ်ပါတယ်။သူဟာသူ့ရဲ့နက်တိုင်ကိုချက်ချင်းချွတ်လိုက်ပြီးအစ်စ်ကိုချက်ချင်းစီးပေးဖို့ဇနီးဖြစ်သူကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူမကစတင်ငြင်းဆန်ခဲ့ပါတယ်။အတိတ်တုန်းကသူမဟာရီးစားဟောင်းအတွက်ဟင်းချက်ပေးတာနဲ့နက်တိုင်စီးပေးတာတွေကိုတင်ယူခဲ့ဘူးပေမဲ့အခုတော့သူမရဲ့ခင်မွန်းအတွက်နက်တိုင်စီးမပေးတတ်တော့လို့ပါသူ့ရဲ့စိတ်ပြက်နေတဲ့ရုပ်ကြောင်းကိုမြင်တော့သူမကအခက်ခဲကြကပဲနက်တိုင်စီးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာသူဟာသူမရှိမှကလေးလေးတယောက်လိုရက်နေခဲ့ပြီးဒါဟာမင်္ဂလာဆောင်ပြီး9နှစ်အတွင်းအနီးကပ်ဆုံးနှိစက်ခဲ့ကြတဲ့ပထမဆုံးအကြိမ်ပါပဲ။နောက်ဆုံးမှာတော့ဇနီးဖြစ်သူကဝန်ထမ်းထမင်းဆိုင်မှာစားကျင်တယ်လို့ပြောတာကြောင့်ခင်မုန်းဖြစ်သူကသူမလက်ကိုတွဲပြီးကုမ္ပဏီထမင်းဆိုင်ကိုခေါ်သွားခဲ့ပါတယ်။သူမယူလာတဲ့ဟင်းပွဲတိုင်းဟာသူမကြိုက်တဲ့ဟင်းတွေကြီးပဲဆိုတာတွေးလိုက်ရတဲ့အခါသူမကလည်းခင်မုန်းဖြစ်သူကြိုက်တတ်တဲ့အစားအစာတွေကိုတွားယူပေးခဲ့ပါတယ်။နောက်တော့သူမဟာခင်မွန်းရဲ့ရုံးခန်းထဲမှာတယောက်တည်းအနားယူနေခဲ့ပါတယ်။ခင်မွန်းဖြစ်သူကအလုပ်လုပ်ရင်းချေရတဲ့သူမကိုတိတ်တဆိတ်ငေးကြည့်နေခဲ့ပါတယ်။သူမဆိုဖာပေါ်မှာအိပ်ပျော်သွားတာကိုတွေ့တော့သူအမြန်ပဲဆောင်ကြုံပေးခဲ့ပါတယ်ပြီးတော့သူမဘေးမှာဒူးထောက်ထိုင်ပြီးအိပ်ပျော်နေတာကိုတိတ်တဆိတ်ကြည့်နေခဲ့ပါတယ်နှစ်နာရီကြာတော့သူမဆိုဖာပေါ်မှာနိုးလာခဲ့ပါတယ်ခင်မုန်းဖြစ်သူကအလုပ်ကိုချက်ချင်းရက်ပြီးရေတစ်ခွက်ငါပေးခဲ့ပါတယ်သူမကသူ့ကိုအနားမှာမနေပဲအလုပ်ဆက်လုပ်ဖို့ပြောပေမဲ့ခင်မုန်းဖြစ်သူကအကုန်ပြီးသွားပြီလို့ပြောခဲ့တာကြောင့်သူမဟာသူ့ပခုံးပေါ်ခေါင်းမိလိုက်ပါတယ်အဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူဟာသူမရဲ့ပြောင်းလဲမှုကြောင့်အံ့အားသင့်သွားခဲ့ပါတယ်။အိမ်မက်မက်နေတာမဟုတ်မှန်းသိချအောင်သူ့ကိုယ်သူတောင်စိတ်ကြီးခဲ့ပါသေးတယ်။သူမဟာသူ့စီကိုတကယ်ပဲနီးကပ်လာနေပြီဆိုတာသူသဘောပေါက်လိုက်ပါတယ်ပြီးတော့သူမဟာသူ့ဘက်ကိုဖြည်းဖြည်းချင်းရိုင်နေပြီးနမ်းဖို့ပြင်လိုက်ချိန်မှာပဲရုတ်တရက်ဖုံးလာပြီးအနှောက်အယှက်ဖြစ်သွားခဲ့ရပါတယ်။ကျောင်းမှာသားဖြစ်သူရန်ဖြစ်တယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါဇနီးဖြစ်သူကဒေါသထွက်သွားခဲ့ပါတယ်။ခင်မုန်းဖြစ်သူကသားဖြစ်သူဟာအမြဲတမ်းလိမ္မာပါးနှက်ပြီးစနစ်တကျပြုစုပြောင်းထောင်ထားကြောင်းချက်ချင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူကသူမဟာသားဖြစ်သူကိုလုံးဝယုံကြည်ကြောင်းနဲ့ခင်မုန်းဖြစ်သူကလည်းသားကိုကောင်းကောင်းမွန်မွန်ပြုစုပြောင်းထောင်ပေးခဲ့တာကိုယုံကြည်ကြောင်းပြောခဲ့ပါတယ်။ဒီဇလန်ရဲ့အပိုင်း3ကိုဆက်လက်ကြည့်ရှုခြင်းရင်တော့ follow နဲ့အသေးလေးလုပ်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။မိန်းကလေးဟာသားဖြစ်သူကိုကျောင်းကနေတွားကြိုဖို့ခင်မုန်းနဲ့အတူထွက်လာခဲ့ပါတယ်။ကျောင်းမှာသားဖြစ်သူကလေးချင်းရန်ဖြစ်ခဲ့မှန်းသိလိုက်ရတဲ့အခါသူမကအခြားကလေးကိုယဉ်ကျေးစွာတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့အခြားကလေးကလည်းသူမရဲ့သားကိုပြန်တောင်းပန်တင်ကြောင်းပြောပြခဲ့တာပါ။တေချာစဉ်းစားပြီးတဲ့နောက်ကလေးလေးဟာသူမရဲ့သားကိုအမှန်တကယ်တောင်းပန်ခဲ့ပါတယ်။မိန်းကလေးဟာခင်မုန်းဖြစ်သူကိုချက်ချင်းပဲအတိတ်ပဲပါကြည့်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့သူမရဲ့သားကလည်းကျောင်းနေဘက်ကိုယဉ်ကျေးစွာပြန်တောင်းပန်ခဲ့ပြီးနောက်ဆုံးမှာတော့ကလေးနှစ်ယောက်ဟာတငယ်ချင်းကောင်းတွေဖြစ်သွားခဲ့ကြပါတယ်။နောက်တော့မိန်းကလေးကသားဖြစ်သူကိုဘာလို့ရန်ဖြစ်ရတာလဲလို့မေးလိုက်တဲ့အခါအခြားကလေးတွေကသူ့မှာအမေမရှိဘူးဆိုပြီးအမြဲလောင်ပြောင်းလေးရှိတယ်လို့သားဖြစ်သူကပြောပြခဲ့တာပါ။ဒါကိုကြားလိုက်ရတဲ့အခါမိန်းကလေးရဲ့ရင်ထဲမှာချက်ချင်းပဲဝမ်းနဲ့ကြေကွဲသွားခဲ့ပါတယ်။ဒီအချိန်ကြမှာပဲသူမဟာလွန်ခဲ့တဲ့နှစ်တာအိမ်အောင်သက်အတွင်းသားဖြစ်သူအပေါ်ဂယုမဆိုင်ခဲ့မိမှန်သိလိုက်ရတာပါအပြစ်ရှိစိတ်တွေနဲ့သားဖြစ်သူကိုတောင်းပန်ခဲ့ပြီးနောက်ဘယ်တော့မှစွန့်ပစ်မသွားတော့ပါဘူးလို့ကတိပေးခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ခင်မုန်းဖြစ်သူလည်းအယံဝမ်းသာသွားခဲ့ပါတယ်အိမ်ပြန်ရောက်တော့ခင်မွန်းဖြစ်သူမိဖို့ချောင်ထဲမှာဟင်းချက်နေတာကိုမိန်းကလေးတွေ့လိုက်ရပါတယ်မိသားစုအတွက်သူဘလောက်တောင်ပေးဆက်ထားလဲဆိုတာသူမမြင်တွေ့ခဲ့ရတာပါမူလကဟင်းမချက်တတ်တဲ့သူဟာသူမအတွက်စူးစမ်းတင်ယူခဲ့ရတာကိုသူမသတိရသွားခဲ့ပါတယ်မိဖို့ချောင်ထဲဝင်သွားပြီးကူညီပေးဖို့သူမစတင်ကမ်းလှမ်းလိုက်ပေမဲ့ခင်မုန်းဖြစ်သူကသူမဘေးအန္တရာယ်ဖြစ်မှာစိုးရိမ်ပြီးခက်ဝေးဝေးမှာပဲနေခိုင်းခဲ့ပါတယ်ပြီးတော့တစ်တီးပကံလေးကိုသူမလက်ထဲပေးလိုက်ပါတယ်မိန်းကလေးကတားဖြစ်သူနဲ့ခွဲဝေစားမယ်လို့တမင်ပြောလိုက်တဲ့အခါခင်မုန်းဖြစ်သူရဲ့မျက်နှာမှာစိတ်ပြတ်သွားတဲ့အရေးအယောင်ကိုတွေးလိုက်ရတာနဲ့သူမဟာစပ်ပစ်တီးတစ်လုံးကိုခင်မုန်းရဲ့ပါးစပ်ထဲချက်ချင်းခွန်ပေးလိုက်ပါတယ်ခင်မုန်းဖြစ်သူဟာသူမရဲ့အပြုအမူကြောင့်ချက်ချင်းစိတ်လှုပ်ရှားသွားခဲ့ရပြီးသူစောက်ဘူးသမျှအချို့ဆုံးစပ်ပစ်တီးလို့ခံစားလိုက်ရလို့ပါပဲဇနီးဖြစ်သူထွက်သွားခဲ့ရင်တောင်သူဟာဒီခိုက်တန့်လေးကိုပဲဆက်လက်တွေးတောနေခဲ့ပါတယ်
နောက်တော့မိန်းကလေးဟာ9 နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်သားဖြစ်သူရဲ့အခန်းထဲဝင်လာခဲ့ပါတယ်။အခန်းထဲကအရာအလုံးကိုကြည့်ရင်းကိုဝင်စားရှိစဉ်ကအချိန်ကိုသူမသတိရသွားခဲ့ပါတယ်။ခင်မွန်းဖြစ်သူဟာသားလေးအတွက်အခန်းကိုကိုယ်တိုင်ကိုကြပုံစံထုတ်ပေးခဲ့တာဖြစ်ပြီးသေးငယ်တဲ့အသေးစိတ်အချက်လက်တိုင်းကိုတေချာဂရုစိုက်စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒီအချိန်ကျမှပဲသူမရုတ်တရက်သဘောပေါက်လိုက်ရတာကခင်မွန်းဖြစ်သူဟာသားဖြစ်သူကိုအမြဲတမ်းဂရုတစိုက်စောင့်ရှောက်ခဲ့တယ်ဆိုတာပါပဲ။ဒီနှစ်တွေအတွင်းမိသားစုကိုစောင့်ရှောက်ရုံတင်မကကမ္ပဏီကိုပါစီမံခန့်ခွဲရင်းသူစူးစမ်းပေးဆက်ခဲ့ရမှုတွေအတွက်သူမအားနာစိတ်ဖြစ်မိသွားပါတယ်။နောက်တော့ခင်မွန်းဖြစ်သူကသူမအကြိုက်ဆုံးဟင်းလျာတွေကိုအထူးပြင်ဆင်ပေးခဲ့ပါတယ်။ဟင်းတွေကိုမြင်လိုက်တာနဲ့သူမရဲ့အတိတ်ကအမှတ်တရတွေဟာလွန်ခဲ့တဲ့နှစ်စီကိုပြန်ရောက်သွားခဲ့ပါတယ်။အဲ့ဒီတုန်းကသူမအိမ်ကိုဘလောက်ပဲညှဉ်းနှက်မှပြန်ရောက်ခင်မွန်းဖြစ်သူဟာသူမအကြိုက်ဆုံးဟင်းတွေကိုပြင်ဆင်ပြီးအမြဲစောင့်နေပေးခဲ့တာပါ။ဒါပေမဲ့သူမကအေးအေးဆက်ဆက်အမြဲညှင်းပယ်ခဲ့တာကြောင့်သူတယောက်တည်းပဲညစာစားခဲ့ရပါတယ်။သူမသူ့အပေါ်ဘလောက်တောင်မတရားပြုမှုခဲ့မိလဲဆိုတာအခုမှပဲသိလိုက်ရတာပါ။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမဟာဟင်းတွေကိုစတင်မြည်ဆန်းကြည့်ခဲ့ပြီးပြုံးရွှင်စွာနဲ့ပဲခင်မွန်းရဲ့ဟင်းချက်လက်ရာကိုချီးကျူးပေးခဲ့ပါတယ်။ဒါပေမဲ့ခင်မွန်းဖြစ်သူဟာသူမလိုပဲအဆက်ကင်းတဲ့ဟင်းတွေကိုကြိုက်နှစ်သက်လာတာကိုရုတ်တရက်သတိထားမိသွားပါတယ်။အဲ့ဒီညနေမှာတော့ခင်မွန်းမှာပြင်းထန်တဲ့အစာအိမ်ရောဂါဖြစ်ပွားနေတာကိုသူမမမျှော်လင့်ပဲတွေ့ရှိခဲ့ရပါတယ်။ဒီအချိန်ကျမှပဲခင်မွန်းဖြစ်သူဟာသူမရဲ့အကြိုက်နဲ့ကိုက်ညီအောင်လွန်ခဲ့တဲ့နှလုံးလုံးအလွန်ဆက်တဲ့အစားအစာတွေကိုစားသုံးခဲ့ရတာကိုသူမသတိရသွားခဲ့တာပါခင်မွန်းဖြစ်သူသူမအတွက်ဘလောက်တောင်ပေးဆက်ခဲ့လဲဆိုတာမြင်လိုက်ရတဲ့အခါမိန်းကလေးဟာငိုကြွေးရင်းဘာလို့အဲ့ဒီလောက်တောင်တုံးခဲ့ရတာလဲလို့မေးမြန်းလိုက်ပါတော့တယ်